Hello guys, em báo bây giờ sửa tại ký bị sửa tại nhưng mà đó báo bây giờ phải đại biểu cho mà đi chủ bây giờ mà đây thì bảy Hello အားလုံးပဲမင်္ဂလာပါနော်ကျမတို့ကတော့ဖျားသုံးစု Federal School မှာပညာသင်ကြားနေတဲ့ခုနှစ်တန်းကျောင်းသူကျောင်းသားလေးတွေပဲဖြစ်ပါတယ်ရှင်ဒီနေ့ကျမတို့တင်ဆက်ပြသပေးမှာကတော့မြန်မာသင်ရိုးစာအုပ်မှာပါတဲ့တူတရတာဆုံးမစာရဲ့တန်ပေါက်ကပြားလေးအကြောင်းပဲဖြစ်ပါတယ်ရှင်ဒီတူတရတာဆုံးမစာလေးဟာဆိုရင်တော့လူချင်းမင်းတို့အားလုံးတည်ထားတဲ့အကြောင်းအရာလေးထဲမှာပါပါတယ်နော်ကဲအခုကြပြားလေးကိုမသွားခင်ကျမတို့အဖွဲထဲမှာပါဝင်ထားတဲ့ကျောင်းသူကျောင်းသားလေးတွေကိုပြောပြပေးပါမယ်ရှင်မိတ်ဆက်နှုတ်ဆက်တန်ပေါက်ကြပြားရဲ့အတိတ်ပဲကြပြပုံစံနဲ့ဒီဇိုင်းတို့ကတော့ကျမ B1DZ G709 တန်ပေါက်ကြပြားရဲ့စကားပြေကိုပြောပြပေးသွားမယ့်သူကတော့ B1DZ G706 တန်ပေါက်ကပြားကိုစိုးပြပေးသွားမယ့်သူကတော့ B1DZ G707 တန်ပေါက်ကပြားရဲ့ယနေ့အထိကြော်ကြားမှုကိုပြောပြပေးသွားမယ့်သူကတော့ B1DZ G714 နဲ့ edit တို့ကတော့ B1DZ G704 တို့ပဲဖြစ်ပါတယ်ရှင်။လိုက်ပါစီမျောနားဆင်ပေးကြပါအောင်နော်။တန်ပေါက်ကပြားရဲ့အတိတ်ပဲနဲ့ကြပြပုံစံတန်ပေါက်ကပြားရဲ့မူလအစပကံခေတ်မှာစတင်ပေါ်ကောက်ခဲ့ပြီးတော့မြမပထမဆုံးကြပြတွေကတစ်ခုဖြစ်ပါတယ်။နရတိဟာပတိမင်းရဲ့သားဖြစ်တဲ့ဥစ္စာနာမင်းသားကသူ့ရဲ့ကျင်းရတော့စောလုံကိုရည်ရွယ်ပြီးဆက်ဆူခဲ့တဲ့ကြပြကနေစတယ်လို့သမိုင်းမှတ်တမ်းတွေရှိပါတယ်။ဥစ္စာနာမင်းသားသူ့ချစ်စနီးကိုလှေပေါ်တင်ပြီးခရီးထွက်တဲ့အခါလွမ်းစွတန်တာတဲ့စိတ်နဲ့စောလုံရွှေအလင်းကတောင်ပိုင်ရှာစားတဲ့စကလုံးသုံးလုံးနဲ့ဖွဲ့ဆိုခဲ့ရကနေတန်ပေါက်လင်းကလို့ခေါ်တွင်ခဲ့တာဖြစ်ပါတယ်။တန်ပေါက်ကပြားရဲ့အနှစ်သာရတူတောင်းပြတ်သားပြီးအဖွဲနွယ်ရိုးရှင်းပါတယ်။အဓိကအားဖြင့်1တန်ပေါက်2တန်ချေ3တန်ဖြာအပိုင်း3ပိုင်းပါဝင်ပါတယ်။တန်ချေအလဲပိုင်းမှာတလုံးချင်းစီကိုချဲ့ပြီးဆက်ဆိုပါတယ်။တန်ဖြာကနောက်ဆုံးမှာညီကုန်းချုပ်တဲ့အပိုင်းပါ။ဥပမာအားဖြင့်စောလုံးရွှေလင်ခါတောင်ပိုင်ရှာဆိုတဲ့ဥစ္စာနာမင်းသားရဲ့တန်ပေါက်ကိုကြည့်ရင်စောလုံးစကားကိုအစချီပြီးရေးပါတယ်။အဲ့ဒါကတန်ပေါက်လို့ခေါ်ပါတယ်။ပြီးတော့စောလုံးအကြောင်းကိုပဲအလဲမှာရေးသားပါတယ်။အဲ့ဒါကိုတန်ချီလို့ခေါ်ပါတယ်။နောက်ဆုံးမှာတောင်ပိုင်ရှာဆိုတဲ့စကားလုံးနဲ့အဆုံးသတ်ပါတယ်။အဲ့ဒါကိုတန်ဖြားလို့ခေါ်ဆိုပါတယ်။ဒီလိုရေးဖွဲ့ထားတဲ့ပုံစံဟာတန်ပေါက်ကပြားရဲ့အခြေခံအနှစ်သာရပဲဖြစ်ပါတယ်။နောက်ပိုင်းမှာတော့ခေတ်အဆက်ဆက်တန်ပေါက်ကပြားတွေပေါ်ထွက်လာပြီးကြပြားဆရာတွေရဲ့စိတ်ကူးပေါ်မှုတည်ပြီးပုံစံအမျိုးမျိုးနဲ့ဆက်ဆိုခဲ့ကြပါတယ်။ဒါပေမဲ့အခြေခံအားဖြင့်စကားလုံးသုံးလုံးနဲ့ဆက်ဆိုဖွဲ့နေတဲ့ပုံစံကပဲဆင်းသက်လာကြတာဖြစ်ပါတယ်။ပကံပြည်မှာစတင်ပေါ်ပေါက်ခဲ့သောကြပြားပုံစံများပကံပြည်ရဲ့ရွှေပြည်နန်းမင်းသားနဲ့စောလုံးစုံတဲ့လန်အချစ်တစ်ပင်ရှင်တန်လန်စကားသုံးခွန်းရင်တွင်ထားလွမ်းတဲ့စိတ်ဘသူဝါဒီပင်သုံးသောဝေဒနာသစ္စာထားတော့မမေ့ပါနော်စတဲ့ကြပြပုံစံမျိုးတွေကပကံခေတ်မှာပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်တောင်ကိုခေတ်နဲ့အင်းဝခေတ်လောက်ရောက်တဲ့အခါမှာတော့တန်ပေါက်ကြပြပုံစံကအရန်ခိုင်မာသွားပါတယ်စာရေးစရာတွေကချိုချိုတတဖတ်လို့ကောင်းအောင်တန်နောက်တန်စီကန်းတွေနဲ့စိတ်ကူးဖော်ပြတာပါသုံးလာကြပါတယ်တုတ္တယရဏဆုံးမစာတက်ပြီးပညာမလေ့လာမကြမရှိပြောက်တတ်သည်တွေးဆမရှိန်သဘောတိမ်လူလိန်တွေ့ရမောက်တတ်သည်လူညစ်လူတွေပေါင်းမိကြီးလွဲတဲ့ကျေးဇူးဖြောက်တတ်သည်ကျေးဇူးရှိဖြစ်အကြီးညင်မဖြစ်စီစဉ်ဟောက်တတ်သည်လူမိုက်တို့ကိုရှိမိုးဆိုကိုရောစိရောမြောက်တတ်သည်အထဲတက်မှာပြင်တကယုံရာဆောင်ရရောတတ်သည်ရောတိုင်းယုံမှုမိုက်တဲ့သူလူလေလူညစ်ကြောတတ်သည်တက်သေးစရင်မရှိလျင်ပေးသွင်းဥစ္စာကောတတ်သည်လူမိုက်ဆန္ဒလူမကြကြုံရခဲ့ရဲ့ပြောတတ်သည်အတွင်းရေးရာတိလိုကမေတ္တာရှိအောင်နှောတတ်သည်သူတစ်ပါးကိုကဲ့ရဲ့လို့ကို့မရန်သူပေါ်တတ်သည်ဥစ္စာမင်းညာစင်းရဲများနှစ်ပါးကိုစိတ်မောတတ်သည်19ရာစုညောင်ပင်သာဥပုံည
သုတယတနာဆုံးမစာစကားဖြင့်တင်ယူတက်မြောက်ပြီးသောပညာများကိုဆက်လက်မလေးလာပဲထားပါကအချိန်သိမ့်မကြခင်မှာပဲပညာများမေ့ပြောက်တတ်သည်အကြောင်းအရာများကိုမတွေးတော့မချိန်စားပဲသူတစ်ပါးပြောသည်ကိုအလွယ်တကူယုံပါကလူလိမ်များနှင့်တွေ့၍မိမိဘဝပြတ်တတ်သည်စိုးသားပေတင်နေသောလူဆိုးလူလိမ်များနှင့်ပေါင်းသိမိပါကမလွဲမသွေသူတစ်ပါး၏ကျေးဇူးဖျောက်ဖျက်သူဖြစ်လိမ့်မည်သူတစ်ပါး၏ကျေးဇူးကိုမေ့ပြောက်ပြပါကမိမိတွင်ရှိသောစီးစိမ်ရော့တတ်သည်မချီးမွမ်းသင့်သည့်လူမိုက်တို့ကိုရှင်းမွမ်းမိပါကမစင်စားသဖြင့်မိမိကိုယ်မိမိစိတ်လွတ်ကိုယ်လွတ်အထင်ကြီးသွားတတ်သည်အတွင်းတွင်ယုံညံ့၍အပြင်ဘက်ကတကာတဲ့သို့ချိုးသားရောက်ဆောင်အယုံသွင်းလေရောတတ်သူများရှိသည်ဤကဲ့သို့ချိုးသားရောက်ဆောင်သည့်သူများနှင့်ပြောတိုင်းယုံကြည်သူများသည်မိုက်မဲသောသူများဖြစ်၍ထိုသူများသည်လူလိမ်လူညစ်များကမတရားအသုံးပြုခံရခြင်းစီးပိုးခြင်းများဝင်ရသည်စီးပွားရှာရာတွင်ပစ္စည်းဥစ္စာများနှင့်ပတ်သက်၍ပေးသွင်းစရာရစရာရှိပါကတက်သည့်စရင်ထောက်ထားမှတ်သားထားရမည်ဤသို့မပြုပါကပစ္စည်းဥစ္စာများဆုံးရှုံးတတ်သည်လူမိုက်များသည်မိမိတို့အလိုဆန္ဒမပြည့်ပါကတစ်ဖက်သားကိုကဲ့ရဲ့ပြစ်တင်ကြသည်သူတစ်ပါး၏အတွင်ရေးကိုတိလိုသူများသည်မေတ္တာရှိအောင်ဆောင်ရှိခင်အောင်ဆောင်၍ရင်းနှီးကျွမ်းဝင်ရန်ရောနှောပေါင်းသင့်တတ်သည်သူတစ်ပါးကိုမနာလိုမုန်းကဲ့ရဲ့ပြစ်တင်သူများရန်သူပေါ်များသည်စုဆောင်ထားသောစီးစိမ်ဥစ္စာများကင်းမဲ့လင်စိတ်ရောကိုယ်ပါမောတတ်သည်တန်ပေါက်ကဗျာဟာအရင်ခေတ်ကတည်းကစတင်ပေါ်ပေါက်ခဲ့တာဖြစ်ပြီးလက်တီပဏိတဦးမောင်ကြီးရဲ့ဘိုးဆုံးကျူးလိုမျိုးတန်ပေါက်ကဗျာတွေဟာဒီနေ့ခေတ်အထိတိုင်အလွန်ကြော်ကြားနေတဲ့ဖြစ်ပါတယ်တန်ပေါက်ကဗျာကိုမြန်မာစာပေသမိုင်းမှာမြန်မာပညာရှိတွေကမြန်မာတက္ကရာ1288 69နှစ်ခရစ်နှစ်1926 28လောက်မှာစတင်ရေးဖွဲ့ခဲ့တယ်လို့ယူဆရပါတယ်အဲ့ဒီခေတ်ကာလကနေစပြီးသူဓမ္မစာရီဆရာတော်ဘုရားကြီးနဲ့ဦးမောင်ကြီးတို့လိုပညာရှင်တွေရဲ့တန်ပေါက်ကဗျာတွေကလူအများကြားမှာအလိုရေးပန်းစားခဲ့ပါတယ်ယနေ့ခေတ်အထိတိုင်တန်ပေါက်ကဗျာတွေကိုမြန်မာစာပေသင်ရိုးတွေမှာထည့်သွင်းသင်ကြားနေကြပြီးပညာရှိတွေကလည်းခေတ်အလိုက်တင့်တော်တဲ့ခေါင်းစဉ်အမျိုးမျိုးနဲ့ဆက်လက်ရေးဖွဲ့နေကြတာကြောင့်တန်ပေါက်ကဗျာတွေဟာခင်မရွေးလူကြိုက်များတဲ့ကဗျာအမျိုးအစားတစ်ခုအဖြစ်ဆက်လက်တည်ရှိနေပါတယ်နားဆင်ပေးကြတဲ့လူကြီးမင်းတို့တူတယောက်ချင်းစီကိုကျေးဇူးအထူးတင်ရှိပါရရှင်ကျမတို့တင်ဆက်ပြသမှုမှာအမှားများပါရှိခဲ့ပါကတောင်းပန်ပါတယ်ရှင်ကျမတို့ရဲ့အကြောင်း channel လေးကို like and subscribe လေးလုပ်ပေးသွားပါအောင်နော်ကောင်းသောနေ့ရက်လေးဖြစ်ပါစေ bye